ကျွန်တော်တို့တွေနေတိုင်းမိုးရင်းနာနဲ့ဘာကြောင့်အသေးအတန်ရုန်းကန်နေကြတာလဲအဖြေကတော့ယူရှင်းပါတယ်တက်ရှင်တဲ့မို့အတွက်ပေါ့ဝင်ငွေရှိမှစားစရာရှိမယ်နေစရာရှိမယ်အသက်ဆက်လို့ရမယ်ဒါပေမဲ့နေ့စဉ်ရုန်းကန်ရုံနဲ့တင်ငါတို့တကယ်အသက်ရှင်ရရောက်ရလားအသက်ရှင်တာချင်းအတူတူတက်ရှိထင်ရှားရှိနေုံနဲ့တန်ဖိုးရှိရှိအသက်ရှင်ရတာမတူပါဘူးတကယ်လို့ကျွန်တော်တို့ကနေ့စဉ်အလုံးလုံးရပဲလုံနေပြီးကိုယ့်ရဲ့စစ်ဘီလူကိုမြင့်တင်မှုဆိုရင်တော့အချိန်နဲ့ကုန်တော့ပြီမဲ့ဒီနေရာမှာပဲတောင်းတင်နေမှာပါဒါဆိုရင်အသက်ရှိစင်မှာကိုယ့်ရဲ့စစ်ဘီလူကိုဘယ်လိုမြင့်မလဲနံပါတ်1အနေနဲ့စကစ်တစ်ခုအမြဲတင်ယူပါမနေ့ပြန်တဲ့ကိုကိုရင်းနှီးမြှုပ်နှံပါပညာရပ်တစ်ခုဘာသာစကားတစ်ခုသို့မဟုတ်ကျွမ်းကျင်မှုတစ်ခုတိုင်းကိုယ့်ရဲ့တန်ဖိုးတက်လာပါတယ်နံပါတ်2အနေနဲ့ကတော့စိတ်ဓာတ်နဲ့အသိပညာကိုမြင့်ပါစာအုပ်ဖတ်ပါတွေ့ကြုံကောင်းတဲ့ရှာပါအပြုသဘောဆောင်တဲ့မိတ်ဆွေကောင်းတွေနဲ့ပဲပေါင်းသင်းဆက်ဆံပါနံပါတ်3စိန်ခေါ်မှုကိုမကြောက်ပါနဲ့ကိုမော့ဆောင်တွေကထွက်ရဲလေကိုဘယ်လောက်ထိလုံနိုင်တယ်လဲဆိုတာသိလာနေပါပဲငွေရှာတာဟာအသက်ရှင်ဖို့အတွက်ဖြစ်ပေမဲ့ကိုတန်မှုကိုမြင့်တင်တာကတော့လှပစွာအသက်ရှင်နိုင်မှုအတွက်ပါဒီနေ့ကစပြီးလုံတစ်ခုတည်းတည်းရုန်းကန်နေပဲကိုယ့်ရဲ့တန်မှုကိုတရက်ထက်တရက်တိုးတက်အောင်လှုပ်ဆောင်လိုက်ပါလို့အကြံပြုရင်ဒီကုန်းချုပ်လိုက်ပါတယ်